ပေါ်တူဂီရီယိုရောင်အယူလုပ်ပြနိုင်တဲ့တမိုင်းတွေကရခိုင်ဘရင်ကြီးရခိတာလို့ခေါ်တဲ့ရခိုင်လူမျိုးတွေဟာမြန်မာနိုင်ငံတော်ရဲ့လို့အထက်နဲ့အောက်ပေါင်းစည်းလိုက်တော့မှမင်းမိန်သွားကြတာဖြစ်ပေမဲ့လေ19ရာစုလောက်တုန်းကမင်းခမ်းမင်းသားနဲ့တောက်ပတဲ့ရွှေခေတ်ကိုဖျက်ဆီးခဲ့ကြတာပါဒါကြောင့်ဒီကနေ့ရဲ့ရွှေဘို channel ဗီဒီယိုမှာဆိုရင်တော့ပေါ်တူဂီရီယိုရောင်အယူလုပ်ပြနိုင်တဲ့တမိုင်းတွေကရခိုင်ဘရင်တစ်ပါးအကြောင်းကိုဂုဏ်ယူစွာနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်1629ခုနှစ်မှာအသက်40ခန့်ရှိနေပြီဖြစ်တဲ့ပေါ်တူဂီဖုံးတော်ကြီးမန်ရစ်ခါဆိုရင်တော့ဩဂတ်စတင်ခိုင်းကနေသာသနာပြုဖို့ရခိုင်ဘရင်ပိုင်နယ်ထဲကဒီယန်ကားမြို့ယခုဘင်္ဂလားဒေ့ရှ်နယ်မြေကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ဒီမြို့ဟာရခိုင်ဘရင်သီရိသုဒ္ဓမရာဇာရဲ့လက်အောက်ခံမြို့ဖြစ်နေပြီးပေါ်တူဂီတွေကိုစိတ်ကမ်းဖြစ်နေခေတ္တငှားထားပေမဲ့ပေါ်တူဂီတွေကအယောင်းဝယ်မကောင်းလို့ပင်လယ်ဓမြတွေဖြစ်ကုန်ကြပါတယ်။ဒါအောင်သိပေမဲ့လို့ရခိုင်ဘရင်ကမတိကျိုးကျွံပြူပြီးဒီပေါ်တူဂီတွေကိုလက်သက်မွေးခဲ့တာပါ။ဘာလို့လဲဆိုရင်တော့အရှေ့ဘက်ကိုနေကျနေတဲ့မကုန်းအင်ပါယာရန်ကိုကာကွယ်ဖို့အတွက်ပေါ်တူဂီတွေရဲ့မိပေါင်းတနက်အင်အားတွေကိုလိုအပ်နေလို့ပါပဲအဲလိုနဲ့ဒီရင်ကားမှာမန်ရစ်သာသနာပြုနေစဉ်စစ်တကားမျိုးဝင်အသစ်ကပေါ်တူဂီတွေကိုမလိုလားတဲ့အတွက်ဒီရင်ကားကပေါ်တူဂီတွေဟာမကုန်းနဲ့ပူးပေါင်းပြီးတော့စစ်တကားကိုသိမ်းဖို့ချန်နေတယ်ဒါလို့ဆိုပြီးတော့ရခိုင်ဘရင်အထက်မှားစီရန်လိမ့်လေတိုင်ကြားခဲ့ပါတော့တယ်ရခိုင်ဘရင်သီရိသုဒ္ဓမဟာမြို့ပင်လျှောက်တင်ချက်တွေကိုယုံကြည်ပြီးစုံစမ်းစစ်ဆေးခြင်းမပြုဘဲနဲ့တိုက်လေ900ပေါင်ဝင်တဲ့ရေတပ်ကြီးကိုဖွဲ့စည်းပြီးတော့စစ်ချီဖို့အတွက်မြောက်ဦးကနေထွက်ခွာခဲ့ပါတော့တယ်။ဒါပေမဲ့ရာသီဥတုဆိုလို့ဥယျာဉ်တောင်အကောက်ခုံစခန်းမှာကြောက်ချဆောင်ဆိုင်နေကြရတာပါ။ဒီတဲ့ကိုမြောက်ဦးမှာရှိတဲ့ပေါ်တူဂီတွေကဒီရင်ကားမျိုးဝစစ်ဖို့တီတာအိုကိုအကြောင်းကြားခဲ့ပါတယ်။တီတာအိုနဲ့ဘုံတော်ကြီးမန်ရိတ်တို့ဟာမြို့ဝင်ရဲ့လိမ်လည်မှုတွေကိုရခိုင်ပြည်အားကိုယ်တိုင်ရှောက်တင်မှုအတွက်တိုင်ပင်ခဲ့ကြပါတယ်။မုတ်တုံမိုးတွေကြောင့်ပင်လယ်ပြင်ခီးကပိတ်နေပေမဲ့ရခိုင်ရေတပ်ကြီးချိတက်မလာခင်ကုန်းလန်ခီးကနေအမြန်ဆုံးထွက်ခွာဖို့ဆုံးဖြတ်ခဲ့ကြတာပါ။အန်အော်စီယာကောင်းတာကတော့ရေတပ်ဗိုလ်ချုပ်ကြီးကမန်ရီတိုတို့ရဲ့ရှောက်တင်ချက်တွေကိုကြားတဲ့အခါမှာဖုန်ကြီးပြောတာတွေကိုဘာမှယုံမစရာမရှိဘူး။ပေါ်တူဂီတွေသစ္စာဖောက်လိုက်မယ်လို့လည်းငါနည်းနည်းမှတန်တရားမဖြစ်မိဘူး။အဲ့လိုပြောပါတယ်။အမှန်တော့တင်တို့ပင်ဒီလန်ခီးကိုအခုလိုမျိုးလာနိုင်သေးရင်ကျွန်ုပ်တို့ဖို့ဘလို့ရာသီကမှတားဆီးမထားနိုင်ဘူးဆိုတာရိပ်မိမှာပါ။ဒါလို့ပြောရင်းနဲ့ဒီတဲ့မသိငါလို့အချက်လက်အခိုင်လုံသိဖို့အတွက်အချိန်ဆွဲဆောင်ဆိုင်နေကြတာပါလို့ရှင်းပြခဲ့ပါတယ်။ဒါဟာရခိုင်ပြည်အစိုးရဟာတန်တရားရှိပေမဲ့လို့လောဘမကြီးဘဲနဲ့ဉာဏ်ပညာကိုအခြေခံပြီးဆုံးဖြတ်ခဲ့တယ်ဆိုတာပြသနေတာပါပဲ။ရခိုင်ပြည်ဟာမဟာမုနိရုပ်ပွားတော်ကြီးဗမာတို့ကမဟာမြတ်မုနိတိရှိယဗုဒ္ဓဘာသာနိုင်ငံဖြစ်နေအလုံးရှိကြတဲ့အခါကပင်ထွန်းကားခဲ့တဲ့မြေဖြစ်ပါတယ်။မဟာမုနိရုပ်ပွားတော်ကိုဖျားရှင်ကိုရိုတိုင်းအသက်သွင်းပေးခဲ့ကြောင်းယုံကြည်ပြီးတိုင်းပြည်ရဲ့အရေးကြီးဆုံးယရနာဖြစ်နေကြီးညိုထားခဲ့ကြတာပါ။မန်ရစ်တို့ဥယျာဉ်တောင်စခန်းမှာ2ရက်ကြာတဲခိုစဉ်စစ်တမ်းလျားတွေကတက်ရက်တန့်ရှင်းပြီးတော့ပင်လယ်ကမ်းခြေကနေတောင်တန်းတွေထိစပားကင်းတွေနဲ့စိမ့်ဆုံနေတာတွေကိုမြင်တွေ့ကြရပါတယ်။ရခိုင်ပြည်ဟာဆိုရင်တော့မေယုကလတန်လဲမျိုးမြစ်တွေကနေနှုံးနဲ့နှင်းကြလို့မြေဩဇာထက်သန်ကောင်းမွန်ပြီးလူဦးရေထက်ဆန်စပါးကများစွာပိုရှန်နေရတွေကိုတွေ့ရပါတယ်။ဒါကြောင့်ပေါ်တူဂီတွေကအိန္ဒိယဘက်ကဖမ်းလာခဲ့တဲ့သုံးပန်းတွေကိုရခိုင်မှာလေယာလုပ်ငန်းအတွက်ရောင်းချခဲ့ကြတာပါ။အိန္ဒိယနဲ့နယ်ချင်းဆက်ပေမဲ့ကလာအငွေသက်ကင်းလို့တဲ့တိုင်းပြည်တစ်ခုဖြစ်နေတာဟာလေရခိုင်ရဲ့အသေးချာယဉ်ကျေးမှုကိုပြသလိုနေတာပါပဲ။ဒီကြောင့်တွေကပေါ်တူဂီဖုံးတော်ကြီးမန်ရစ်ကိုတိုင်းမှတ်တမ်းတင်ခဲ့တာဖြစ်တဲ့အတွက်ယုံကြည်စရာကောင်းနေပြီး19ရာစုကမြမပင်လေကမ်းရိုးတန်းရဲ့ခန္ဓာထေဝမှုတွေနဲ့အတူရခိုင်ပြည်ရဲ့ခန္ဓာမှုတွေဟာအံ့ဖွယ်ဖြစ်ခဲ့ကြောင်းဝမ်းနည်းဖွယ်လေ့လာမိပါတော့တယ်။ဟုတ်ကဲ့ပါရှင်ဒီကနေ့ရဲ့ရွှေဘို channel ကနေထုတ်လွှင့်ပေးခဲ့တဲ့အကြောင်းအရာကိုဒီလောက်နဲ့ထုတ်ဆက်ခွင့်ပြုပါနော်အသေးသက်သောအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ် like and share subscribe ခေါင်းလောင်းလေးနေပြီးအားပေးသွားပါရှင်